Ambana ဆိုရင်တော့9990ကိုဘတ်8000လောက်ပဲရှိတယ်ဒါပေမဲ့မြန်မာငွေနဲ့တော့10သိန်းတန်ဖုန်းမတက်နိုင်ဘူးလေကိုရီးယားဂျိုသားတွေဆိုတော့ okay ထားလိုက်ပါတော့ဒီ2025ရဲ့ပထမအဆုံး Vivo ရဲ့ Y series ဖြစ်တဲ့ Y35 5G လေးကိုဒီဗီဒီယိုလေးမှာ Subscribe Fixing လေးစီနိုဒီနဲ့ဖာဦးအသိဝယ်ဖို့လုပ်နေတဲ့ကျွန်တော်တို့ထိုင်းကညီကိုမော်နမတွေအတွက်ဒီဖုန်းလေးကို unboxing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါဗီဒီယိုလေးမစခင်ကျွန်တော် channel လေးကို subscribe လေးနှိပ်ပြီးသွားပြီးတော့ဗီဒီယိုအသေးသေးတွေတင်နေပြရအောင် notification လေးကိုလည်း on ပေးသွားပါဦးခင်ဗျာအဲဒီတော့ကျွန်တော်တို့ပထမဆုံး unboxing အနေနဲ့စလိုက်ကြရအောင်ဒီ Y35 5G က2025 3လပိုင်း29ရက်မှာစတင်ရောင်းမဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်အခုတချို့ဆိုင်မှာတော့ PC တွေရောက်ပြီးမှရှာလဲရောင်းနေကြပြီသို့တော့ကျွန်တော်ဆိုင်မှာတော့အခုမှ PC ရောက်တယ်ပေါ့နော်အခု PC ရောက်ပြီဆိုတော့စရောင်းလို့တော့ရပါပြီထုံးစံအတိုင်းပဲဖုန်းဘူးထဲမှာတော့ဖုန်းပါမယ် PC တစ်ခုကပါအကြည့်တစ်ခုရယ်နောက်ထပ်ပြီးရင်အသေးကောင်တစ်ခုနဲ့ USB cable ကျိုးပါမယ်နောက်တဲ့တစ်ခုအနေနဲ့တော့ single ထိုးတဲ့ဟာပေါ့ဗျာဖုန်းကအယောင်နှမျိုးထွက်မယ်တစ်ယောင်ကခရမ်းယောင်နဲ့နောက်တစ်ယောင်ကဒီဘလူးလို့ခေါ်တယ်သို့တော့ဒီမိုးပြယောင်လေးလို့ပေါ့နော်တော့အပြယောင်ကြီးလည်းမဟုတ်ဘူးဒီကောင်ရဲ့ဒီဇိုင်းက Wii 30e ဒီဇိုင်းနဲ့တော်တော်ရိုးစင်တူတယ်ပေါ့နော်ကင်မရာမိုဂျူးလေးကအဝိုင်းလေးပဲသို့တော့ Wii 30e ကကျွန်တော်တို့မှန်အခုဖြစ်ပြီးဒီကောင်မှတော့ကျွန်တော်တို့ကမှန်အခုမဟုတ်ဘူးပေါ့နော်ဒီကောင် body part မှာတော့ကျွန်တော်တို့ဒီလိုကန်ကြည့်တဲ့အခါမှာလက်ပွေရတယ်လို့မထင်ဘူးဒီတစ်ခုကတော့တော်တော်ရိုးခေါ်ပါတယ်ဒီကောင်ရဲ့အလေးချက်ကပေါ့လဲတိတ်မပေါ်သလိုအရန်လေးတဲ့ထဲလည်းမပါဘူးနောက်တဲ့အနေနဲ့ဒီကောင်ကိုကဘာမတက်ပဲဒီလိုကန်ထားတဲ့အခါမှာဖောက်ကလက်ထမှာကတ်နေတယ်ပေါ့နော်ချောနေတဲ့အခြေအနေနဲ့မဟုတ်ပြောမဆိုရင်သူ့ရဲ့ဒီဘက်ဟိုကဂလက်လို့ပြောမှတင်တယ်နောက်ထပ်တတိထားမိတဲ့အရာလေးတစ်ခုရှိပါတယ်အဲ့ဒီကောင်တော့ဒီကောင်ကနှစ်ချက်ပေါင်းမပါဘူးသူ့မှာဒီတိုက်စီပေါက်ပဲပါမှာပေါ့နော်35 jet ဆိုတော့နှစ်ချက်ပေါက်ပါမလားပုံမှန်ဆိုရင်ဒီဇီနိုဝူကျင်ကဖုန်းတော်တော်များများကဒီ35 jet လို့ခေါ်တဲ့နှစ်ချက်ပေါက်ပါလေရှိတယ်သို့တော့ဒီကောင်ကမပါဘူးအဲ့တော့ကျွန်တော်တို့တိုက်စီပေါက်မှာပဲနှစ်ချက်တွဲသုံးပေါ့ဗျာနောက်တစ်ချက်အနေနဲ့ဒီကောင်ရဲ့ကင်မရာမိုဂျူးလေးကအပြင်ကိုနည်းနည်းကူးထွက်နေတယ်သို့တော့ကျွန်တော်တို့ဒီသူပေးထားတဲ့ကဘာလေးနဲ့တက်လိုက်မယ်ဆိုရင်အဲ့ဒီကင်မရာလေးကိုပို့အုပ်ပေးထားတာပေါ့နော်ကွက်တိလောက်ပဲကျွန်တော်တို့မောက်တွေပါတွေထားမယ်ဆိုရင်ဒီကင်မရာမိုဂျူးလေးကိုသွားမထိမိအောင်ပေါ့နော်သူရဲ့ display ကတော့ LCD 120Hz ပဲဖြစ်တယ်ဒီ LCD panel တဲ့ AMOLED panel လောက်ပါထပ်ပေးလိုက်တော့တော်တော်ယူပြည့်စုံတော့မှာသို့တော့ဒီ Zeno ဝန်းကျင်က Vivo ရဲ့ပဲဖုန်းမဆိုတော်တော်များများက LCD panel ကိုပဲသွားကြတယ်သို့တော့ဒီ frame လိုက်မှာတော့ 120Hz လေးရလာတော့ပဲဆိုမယ်ပုံမှန်ဆိုရင်60သို့မဟုတ်90လောက်ပဲ time ပတ်နေကြတဲ့ချိန်မှာเนาะဒီ display ရဲ့ resolution ကတော့မြင်တဲ့အတိုင်းပဲတော်တော်လေးမဆိုးပေါ့เนาะကျွန်တော်စမ်းသပ်တလားလေးရတော့နောက် audio ဘိုင်းကိုလည်း studio speaker ပြီးပြောင်းပါပြီး speaker ကနှလုံးပေါ့ပဲအပေါ်အောက်ရမယ်မပြောင်းလို့လည်းမရတော့ brand ဆောင်မှာကတော်တော်များများက studio speaker တွေတွားနေကြပြီဆိုတော့ဒီတော့အပန်ကြားမှာဖြစ်ပါတယ်အပန်ကဒီတော့ပြတာဝီဝိုဘုတ်ရဲ့ဒီ audio ဘိုင်းမှာတော်တော်များများလူတွေကလည်းအပြောများကြတယ်ပေါ့နော်တိုးတော့ဒီ Y39 5G ရဲ့ audio ကတော့တော်တော်ရုံးမိတ်တယ်အခုကျွန်တော်ဒီကုတ်တန်းတော့တော်တော်စူးညံတော့မှအတန်ကြီးကတော်တော်ရုံးကျဲတယ်ပေါ့နော်နောက် run နဲ့ ROM တွေမှာတော့ဒီကောင်မှာကအဲ့256 GB ပါမယ် external RAM ကတော့နောက်ထပ်အဲ့ရမှာပေါ့နော်2025မှာ external RAM ကလည်းကျွန်တော်တို့တူသိပြောနေကြတယ်မလို့တော့ brand ဆောက်ကလည်းပေးနေကြတာပဲဗျာနောက်ထပ်ဒီ battery ဘိုင်းမှာတော့ဒီကောင် battery 6500 mAh ပါမယ်အားသဖြင့်စနေကတော့44 watt ဒီ battery 6500 mAh ဆိုတာနဲတာမဟုတ်တော့တော်တော်ကြီးအမောက်ကြီးသို့တော့ဒီ focus battery ဒီလောက်ထိအမောက်ကြီးတယ်မှာအလေးချိန်ကတော့သိပြီးတော့မလီပေါ့နော်အတော်နေလောက်ပဲအရင်ကျွန်တော်တို့ကင်ဖူးနေကြ YCD တွေတမျိုးပဲကင်မရာဘိုင်းမှာတော့ဗျာ main ကင်မရာကို50 megapixel နဲ့ selfie ကင်မရာကိုတော့8 megapixel တို့ပဲဖြစ်ပါတယ်ဒါကတော့ပုံမှန်ပါပဲတူတိတ်အများကြီးတိတ်မရှိဘူးအမှတကူတော့ရှိရတယ်ဒီကင်မရာတွေထဲမှာတော့ AI feature လေးတွေထပ်ပါလာမယ်ပြီးဒီကောင်ကဒီ Android version 15ကိုအခြေခံထားတာဖြစ်တဲ့ကြောင့်အရင်သူ့ရဲ့ non UICD တွေနဲ့ WCD မှာရနေတဲ့တချို့ AI feature လေးတွေကိုဒီဖုန်းမှာရမှာပဲဖြစ်ပါတယ် performance ဘက်မှာတော့ Snapdragon ရဲ့ 4G2 ကိုသုံးပေးထားတယ်ဒီ SoC ကအရင် Y200 မှာလည်းသုံးပေးထားတဲ့ chip တစ်လောက်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်
အများကြီးသိပြောစရာရှိမယ်လို့မထင်ဘူးတော်တော်ကြီးရင်းနှီးပြီးသားဖြစ်တဲ့ SOC တစ်လုံးပဲဖြစ်ပါတယ်တချို့ဗရာနေတမှာသုံးနေကြတဲ့ချစ်တစ်လုံးဖြစ်တယ်ပေါ့နော်ဒီဈေးနှုန်းကြီးမှာတော့ဒီချစ်လောက်ပဲကျွန်တော်တို့သွားရမှာပဲဖြစ်ပါတယ်โอเคနောက်ဆိုပြောဖို့ကြံနေတာကတော့ဒီကောင်ရဲ့ဈေးနှုန်းပဲဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းကထိုင်ဘတ်9990ဘတ်တို့ပဲဖြစ်ပါတယ်8000ပြည့်ဖို့တစ်ပတ်ပဲလိုတယ်ပေါ့နော်အနေအချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဖုန်းအသစ်တစ်လုံးပဲပို့လိုအပ်နေတယ်ဈေးကလည်းဒီ8000ပတ်ချင်လောက်ပဲကန်ချင်တယ်ပြီး 5G လည်းဖြစ်ရမယ်အမေ PC လည်းပေါ်ပေါ်စောစောနဲ့စားလို့ရရမယ်ဖုန်းတစ်လုံးပြမယ်အညီစာပေတွေလည်းပေါ်တာလိုချင်တယ်ဆိုရင်တော့ DY30 ကျောက်ကထက်ကိုစဉ်းစားသင့်တဲ့ဖုန်းတစ်လုံးပါလို့ပြောချင်ပါတယ်။ Okay ညီကိုတို့ရောဘယ်လိုမြင်ပါသလဲ comment မှာဝင်ရဆွေးနွေးညှိနှိုင်းသွားလို့ရပါတယ်။ထုံးစံတိုင်းကျွန်တော်ကတော့ Force ပါ။